Okay တော့လက်ရှိကိုဘောတို့ဒီ UMP လေးကို level max တီးမှာဖြစ်ပါတယ်ကိုဘောရဲ့ UMP ကအခုမှ level 1ပဲရှိသေးတယ်ဒီကောင် Ace နဲ့တစ်ဆက်တည်းဆိုတော့သူ့ကိုတင်မှာဖြစ်ပါတယ်ဒါကတော့ကိုဘောမှာ level max ရေခဲ UMP လေးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးက Ace နဲ့ဆက်လိုက်လေးဆိုတော့လှပါတယ်အဲ့ဒါလေးပြောင်းပြီးတော့ထည့်မှာဖြစ်ပါတယ်ကိုမတဲ့ကင်မှာဒီအောက်ကဟာလေးတွေကျွန်တော်ဖွင့်လိုက်အောင်ပေါ့နော်ဒီအောက်ကဒီမှာတစ်ခု UC 400နောက်တစ်ခု600နောက်တစ်ခုက800 okay ဒါလေးဖွင့်လာလိုက်မယ်ပြီးတော့ရင်တော့ UMP လေးတစ်လက်အရင်ထည့်လိုက်မယ်ဒီမှာဟော AK ရင်ထည့်လိုက်မယ်ဗျ AK ပြီးတော့ရင် UMP ထည့်မယ် Okay UMP ကဒီမှာပြီးတော့ရင်တော့ဒီကောင်ထည့်ထားလိုက်မယ်အဲ့ဒါကအခုကိုဘောတခါတည်းမတ်မှာပေါ့နော်ကိုဘောမှာတော့ material တော့ရှိတယ်တခါတည်းမတ်လောက်စီရတော့ material ဘယ်လောက်ရှိတယ်မသိ40ကျော်40နဲ့ဘယ်လောက် Okay material တော့40နဲ့မှ2ချောင်း Okay let's go သွားကြစို့ဗျ UMP လေးကို must ကိုင်မှာဖြစ်ပါတယ် level 2 3 4 5 oh my god 6 7 mass လုံးဝကျွတ်လှတာတော့လှနေပြီဒါပေမဲ့ကိုကအမှန်တကယ်ဆိုရင်တော့မလုပ်ဖြစ်ဘူးဒီအမှန်တကယ်ဆိုတော့မတင်ချင်ဘူးသူကအိတ်စုနဲ့အပြုံလိုက်ဆိုတော့ကိုကလည်းအိတ်စုမတ်လိုက်ပြီဆိုတော့ဒါလေးနဲ့လည်းဆက်လိုက်လေးဖြစ်နေတယ်ဆိုတော့လေကျုံလိုက်တာပေါ့ဗျာဒီမှာတော့ဒီ UMP မှာနံပါတ်လေးထွက်ဖို့ကတော့လိုသေးတယ်ဗောနော်သူ့မှာဒီကောင်လေးနောက်ထပ် UMP ကို level max 3လက်လောက်မှအဆင်ပြေမယ်ထင်တယ်သူက Okay let's go လောလောဆယ်ကျွန်တော် profile လေးတစ်ချက်သွားရှိုးရအောင် Okay နော် UMP max ဖြစ်သွားပြီ UMP max ဖြစ်သွားပြီအော်ဒီမှာပါသူကပြောင်းသွားတာပဲဒီကျိုးတုတ်ထားတဲ့နေရာမှာပါပြောင်းသွားတာဗျအဲ့တော့ကိုဘောမတီတီရဲ့ဘယ်နှချောင်းကျန်သေးလဲ15ချောင်းတော့ကျန်သေးတယ်ဗျ Okay ပါအားလုံးဘိုင်ဘိုင်ပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့မှကူညီပေးလို့ရပါတယ်အားလုံးပဲဘိုင်ဘိုင်ပါဗျ